ကိုယ့်ရဲ့တသားမိမိလေးတွေကိုညံကောင်းပြီးတော့အနာဂတ်မှာလူတော်လူကောင်းလေးတွေဖြစ်ဖို့ဘယ်လိုပြုစုပြုထောင်မလဲကြည်ကြမယ်ကလေးလေးတယောက်ညံကောင်းပြီးကျမပျော်ရွှင်ဖို့ဆိုရင်အာဟာရအပြင်ပဝန်းကျင်ရဲ့လုံခြုံနှွေးထွေးမှုနဲ့တခြားအလေးချိန်လေးတွေကလည်းအရေးပါပါတယ်ခဲဒီတော့ဘာတွေကျွေးမလဲဘယ်လိုလေးချိန်လေးတွေလုပ်ပေးမလဲဘာတွေကိုရှောင်သင့်တယ်လဲဆိုတာဆက်လက်လေ့လာရအောင်ပထမဆုံးအာဟာရနဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးတွေကျွေးမလဲဆိုတာပြောမယ်ကလေးငယ်တယောက်အတွက်မွေးစားကနေ6လအထိဟာမိခင်တို့တစ်မျိုးတည်းနဲ့လုံလောက်ပါတယ်လုံးဝမိခင်တို့တစ်မျိုးတည်းနဲ့လုံလောက်ပါတယ်အမေကတော့တခြားယောဂအခမ်းမရှိရင်လုံးဝအစာချောင်လို့မရပါဘူးမိခင်တို့မှာပါတဲ့ DHA ကကလေးရဲ့အုံနောက်ဖွံ့ဖြိုးမှုကိုအားကောင်းစေပါတယ်6လကနေ2နှစ်အရွယ်ကလေးအတွက်ဆိုရင်အသားငါးအိုအမျိုးမျိုးနဲ့အသီးအနှံတွေစုံအောင်ကျွေးရမယ်သူတို့မှာပါတဲ့တန်တက်နဲ့ပရိုတင်းကမှန်ညံကိုတိုးတက်စေပါတယ်2နှစ်အထက်ကလေးတွေအတွက်ဆိုရင်တော့ပင်လယ်ငါးတကြားသီးလိုမျိုးအစိအစံတွေအသီးရွက်တွေစုံအောင်ကျွေးရပါမယ်သူတို့မှာပါတဲ့ Omega 3ကကလေးငယ်ရဲ့အာရုံစူးစိုက်မှုကိုပုံမကောင်းမွန်စေတယ်။ဘာတွေကိုအဓိကထားကျွေးရမလဲဆိုရင်ဥအမျိုးမျိုးအစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေအစီရှိတဲ့ငါးတွေဒိန်ချင်တဲ့တစ်သီးဝလံမျိုးစုံတစ်ခုစီပါဝင်အောင်ကျွေးရပါမယ်။ကလေးတွေရဲ့ဉာဏ်ရည်ဟာသူတို့ရဲ့မျိုးရိုးဗီဇအပြင်ပဝန်းကျင်ရဲ့အလေးချင်းပေါ်မှာလည်းမူတည်ပါတယ်။ဒါကြောင့်မို့ကလေးကိုပြုစုပြောထောင်သူဟာကလေးတွေရဲ့ဩဝါဒတွေကြွယ်ဝဖို့စိတ်ကူးစိတ်တမ်းလေးတွေကိုမြင့်တင်ပေးဖို့စာဖတ်ပြတာမျိုးသူတို့ရဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကိုတိုးတက်စေဖို့အတွက်အုံနောက်ကိုအသုံးပြုပေးရတဲ့ဂိမ်းလေးတွေအတူကစားပေးတာမျိုးကလေးနဲ့အတူစကားပြောပေးတာမျိုးသူတို့ရဲ့မိကွန်းလေးတွေကိုစိတ်ရှိရှိထားပြီးတော့ဖြေပေးတာမျိုးနောက်တနေ့တာသင်ယူထားသမျှကိုမှန်ညံအဖြစ်ပြောင်းလဲဖို့ရအတွက်လုံလောက်တဲ့အိပ်စက်ချိန်ရအောင်လေ့ကျင့်ပေးတာမျိုးတွေလုပ်ပေးရပါမယ်နောက်တစ်ပိုင်းကကလေးရဲ့အုံနောက်ဖွံ့ဖြိုးမှုကိုနှေးကွေးစေနိုင်တဲ့ဒီအချက်တွေကိုတတိထားရှောင်ကျဉ်ရမယ်အသက်2နှစ်အောက်ကလေးတွေကိုဖုံးပေးကြည့်တာကကလေးရဲ့အာရုံစူးစိုက်မှုကိုအားနည်းစေတယ်ချိုလွန်ခဲ့တဲ့အစားအစာတွေကျွေးတာကလည်းကလေးကိုကနာမငြိမ်ဖြစ်စေပြီးတော့သင်ယူမှုမှာအနှောက်အယှက်ဖြစ်စေတယ်ဆိုးဆေးနဲ့တာရှည်ခံဆေးတွေပါဝင်တဲ့အသင်စားအစားအစာတွေကကလေးရဲ့အုံနောက်ဆဲတွေကိုထိခိုက်ပျက်စီးစေနိုင်တယ်နောက်ကလေးကိုငေါငန်းကျိမ်းပေါင်းပြီးတော့အမြဲတမ်းကြောက်စိတ်ဝင်နေအောင်လုပ်တာကလည်းကလေးရဲ့သင်ယူနိုင်စွမ်းကိုတားဆီးဖြစ်စေပါတယ်နောက်တတိထားရမှာတစ်ခုကကလေးတယောက်ဉာဏ်ကောင်းဖို့ဆိုတာအစာအသောက်အလေးအကျင့်အာဟာရတွေအပြင်မိဘရဲ့လုံခြုံနေထွေးတဲ့မေတ္တာနဲ့ဂရုစိုက်မှုတွေကလည်းအခြေခံကျကျပါဝင်နေပါတယ်ကလေးငယ်တယောက်ရဲ့အုံနောက်ဖွံ့ဖြိုးမှုနဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက်တနေ့တာအချိန်ကြာမှာပုံမှန်အလေးအကျင့်လေးတွေရှိနေဖို့အရေးကြီးတယ်ဒါလေးကတော့2နှစ်ကနေ9နှစ်ကြာကလေးတွေအတွက်သင့်တော်တဲ့နမူနာချိန်စရာလေးဖြစ်ပါတယ်ဒါပေမဲ့တယောက်နဲ့တယောက်တော့အခြေအနေအကြောင်းအရာမျိုးစုံကြောင့်မို့အနည်းငယ်ကွဲပြားတာလေးတွေတော့ရှိနိုင်ပါတယ်ဒီနေရာမှာအရေးပါတဲ့မှတ်သားစရာတွေကိုလည်းဖြည့်ဆွတ်ပြောကြားပါရစေ screen free zone ဆိုတာထားပေးရပါမယ်အစာစားနေချိန်နဲ့အိယာမဝင်ခင်တနာရီအလိုမှာဖုန်းဒါမှမဟုတ် TV ကိုလုံးဝမကြည့်ခိုင်းပါနဲ့နံပါတ်2ကလေးရဲ့ water intake ကိုဂရုစိုက်ပေးရပါမယ်အုံနောက်ရဲ့80%ကရေဓာတ်ဖြစ်တာကြောင့်ရေတောက်နေမယ်ဆိုရင်ကလေးရဲ့အာရုံစူးစိုက်မှုကိုလျော့နည်းစေတယ်နောက်တစ်ချက် consistency ရှိနေအောင်ဂရုစိုက်ပါကလေးရဲ့ချိန်စရာကိုနေ့တိုင်းနှီးပါတူညီအောင်ထားပြီးထားခြင်းကကလေးရဲ့စိတ်ထဲမှာဘာလို့ရမလဲဆိုတာကိုကြိုသိနေပြီးတော့စိတ်လုံခြုံမှုကိုခံစားရစေတယ်ခဲဒီချက်လေးတွေကိုနားထောင်ပြီးတော့ဖေဖေမေမေတို့လည်းကိုယ့်ရဲ့ရင်သွေးလေးတွေကိုကျန်းမာပျော်ရွှင်ပြီးဉာဏ်ကောင်းတဲ့ကလေးလေးတွေဖြစ်အောင်ပြုစုပြောထောင်နိုင်ကြပါစေနော်နားဆင်ပေးကြသူတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ဘိုင်ဘိုင်